ကဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ကတော့ဈေးနှုန်းအရန်တက်တာပြီးမှအကြီးဆုံးဈေးဖြစ်တဲ့တလက်ခုံတွေဈေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ကဲဒါချင်းပုံနော်ကဲဘူးညွန့်နော်ရဒါကမောင်လာပင်ပါမောင်လာပင်ဒါရောဒါပါလဲဒါဒီရိုးဩဒါဒီမွန်ချင်းကဲဒါနာဒါကွေတော့ရအိုးကွေတော့ရရှိရနော်ကဲအစုံရတယ်ဒီမှာနော်ကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံတားရကြီးပဲတငင်းသေးဒီမှာတငင်းသေးရရှိရနော်တငင်းသေးဒီမှာကဲဒါရတီးဘူးအစုံလုံးနော်ဒါမိုးနော်မိုးများကြီးလေဒါအရွယ်တွေဆိုအစုံyou know okay ဒါကြတော့ငပိနော်ငပိလေဒီမှာကနန်းဒါငါပိုတီတွေဒါတင်ပိုတီစံတာတော့ဒါပြန်ချင်းဒီတော့အသေးတွေဆိုပဲဒါအုံတီတွေဟိုမှာပိန်ဥဒီဆိုပိန်ဥ1ကီလိုဆို35ဆိုတော့9000လောက်ပေါ့နော်1ကီလိုကဲဒါစီဖြူတီးပေါ့နော်ကဲယူဆုံးရှိတာပေါ့ဒါတော့ကြောက်ပြုံတီး30 1ကီလို30အကြီးကြီးဒီဈေးမှာကျတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးဈေးရောက်ပါတယ်ကိုပိုင်ဆိုင်တွေရောဖွင့်တာပေါ့နော်ဒီမှာလုတ်တဲ့အလုတ်တမအများဆုံးကရောကျွန်တော်မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်ဈေးရောက်တဲ့လူတွေကရောမြန်မာနိုင်ငံသားတွေပိုများတာပေါ့နော်မြန်မာအစားတွေဆိုရင်အစုံရပါတယ်လက်ဖက်ရည်ကအစားပေါ့နော်မုတ်စီကျော်တို့အဆုံးပေါ့အားလုံးမြန်မာအစားနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးဒီဈေးထဲမှာရပါတယ်ကျွန်တော်ကဒီဈေးရောက်သွားရင်ကျွန်တော်မြန်မာနိုင်ငံထဲကိုရောက်သွားလို့အမြဲတမ်းခံစားရတာပေါ့နော်ကဲကြက်တွေဆိုရောအကောင်လည်းရတယ်ဘဲတွေဆိုရောအကောင်လည်းရတာပေါ့နော်အသားငါးတွေဆိုရောအစုံပဲပေါ့နော်ဒီနေရာကျတော့ကျွန်တော်ဂျန်တဲ့မက်ခရိုတွေထက်သူကအများကြီးတက်တာပေါ့နော်ကဲလဆက်ရောသူကစားလို့ရတယ်ကဲဒီနေရာကတော့ပေါ့နော်ကျွန်တော်တို့မြန်မာပြည်ရဲ့ဈေးလို့တောင်မှကျွန်တော်ကတော့ပြောချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရွှေမြန်မာတွေအများကြီးဒီထဲမှာကျွန်တော်တို့ဈေးရောင်းကြတယ်အလုပ်လုပ်ကြတယ်တကယ်ပဲပေါ့နော်ဒီထဲမှာရောက်သွားရင်ကျွန်တော်မြန်မာနိုင်ငံထဲမှာရောက်သွားတဲ့လို့အမြဲတမ်းခံစားရပါတယ်အသားငါးတွေကရောအင်မတန်ပေါ်တာပေါ့နော်ကဲအစုံရတဲ့တလက်ခုံတွေ24နာရီဖွင့်တဲ့ဈေးပဲဖြစ်ပါတယ်ဒါမဲ့ကျွန်တော်တို့မနေ့ပိုင်းဆိုတော့သူကကုံစိမ်းပေါ့နော်ကုံစိမ်းတွေပို့ပြီးမှရောင်းတာပေါ့နော်ညနေပိုင်းထိကတော့အသားငါးတွေရောင်းတာများပါတယ်ကဲတကယ်လို့ကျွန်တော်တို့ဘန်ကောက်ကိုရောက်ပြီးမှဈေးသွားချင်တယ်ဆိုရင်ကျွန်တော်ဒီတလက်ခုံတွေကိုအရောက်သွားပါတကယ်ပဲပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့စားချင်တဲ့အစားအသောက်တွေအစုံဒီဈေးထဲမှာရတာပဲဖြစ်ပါတယ်ကိုကြိုက်တဲ့အသားငါးတွေရောအကုန်အစုံဝယ်လို့ရတာပေါ့နော်ကဲဒါတော့တလက်ခုံတွေဈေးပဲဖြစ်ပါတယ်သူရွှေမြန်မာတွေရဲ့တကယ်ဈေးတက်တာနဲ့ဝယ်လို့ရတဲ့ဈေးဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများကြီးလာရောက်ပြီးမှဝယ်ချမ်းကြတဲ့ဈေးလေးရောဖြစ်ပါတယ်ပြင်းနေစာတွေရောပေါ့နော်ပြင်းနေစာတွေရောပေါ်ပါတယ်လို့ဒီမှာကြတော့က
ကဲဒါတော့တလက်ခုံးတွေစေးပေါ့နော်ကဲစက်တွေဆိုတယ်လို့ပေါ့နော်စက်တွေဆိုအများကြီးပဲကဲအပေါ်နော်သူတို့ကစက်တွေတော့စက်တွေ 90 100 เดียวเลยจ้า ဒါကတိစားတတ်ထုတ်ထားပဲအေးအဲ့တော့အေးအမနော်နည်းနည်းပိန်တယ်လို့ ขายเป็นบ้านในยามเนี่ยเนาะ နေရလား ออก နေရနော် รวมคัด โอเคဒါဆိုအဲ့ကောင်ခုတ်ထားပေးလိုက်နော် ป้องอ่ะโอเคก็อ๋อพูดก็ไปเป็นป้องอ่ะ တော်တော်လေးတော့ကျွန်တော်ရောဝယ်လာပြီချက်တော့ရောတော်တော်လေးညောင်းသွားပြီကဲကျွန်တော်ဝယ်လာတဲ့ဟာတွေပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်โอเค